ဒီနေ့ပြောပြမယ့်အကြောင်းအရာဟာဟောလိဝုဒ်ရုပ်ရှင်မဟုတ်တလို့အရှင်စီးရီးတစ်ခုလည်းမဟုတ်ပါဘူးဒါဟာကိုကျိုးစွန်အနစ်နာခံလို့စိတ်ရှိတဲ့ကေလာမူလာဆိုတဲ့အမေရိကန်မျိုးသမီးငယ်တဦးရဲ့တုံးလုံးချောက်ချဖွယ်ရာဖြစ်ရမှန်ပဲဖြစ်ပါတယ်သူမဟာမိခင်နိုင်ငံရဲ့တက်တောင့်တက်တာရှိတဲ့ဘဝကိုဆွတ်လွတ်ပြီးစစ်မီးတောက်နေတဲ့ဆီးရီးယားနိုင်ငံတဲကိုလူသားချင်းစာနာမှုအကူအညီပေးဖို့တွားရောက်ခဲ့ရကနေကမ္ဘာအကြောက်ရဆုံးအိုင်စစ်အဖွဲ့ရဲ့လက်ထဲကိုကြားရောက်ခဲ့ရပါတယ်ကေလာမူလာကို1988ခုနှစ်မှာအရီဇိုနာပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။သူမဟာငယ်စဉ်ကတည်းကဒုက္ခရောက်နေသူတွေကိုကူညီခြင်းနဲ့စိတ်ပြင်းထန်သူပါ2009ခုနှစ်မှာနိုင်ငံတကာရေးရာနဲ့ဘာသာပေဒဘာသာရပ်တွေနဲ့ဖွဲ့ရခဲ့ပါတယ်။သူမဟာအမြဲတမ်းပြောလို့ရှိတာကကျမတို့မှာလွတ်လပ်စွာပြောဆိုခွင့်ရှိနေချိန်မှာအဲ့ဒီအခွင့်အရေးကိုဒုက္ခရောက်နေသူတွေအတွက်အသုံးမချရင်ဒါဟာမတရားမှုပဲလို့ဆိုပါတယ်။သူမဟာအိန္ဒိယကတိဘက်ဒုက္ခသည်တွေအစ္စရေးကအာဖရိကဒုက္ခသည်တွေကိုကူညီခဲ့တယ်လို့အမေရိကန်မှာလည်းဟတ်ဝေဒနာရှင်တွေကိုပြုစုစောင့်ရှောက်ခဲ့တဲ့တမိုင်းကြောင်းရှိခဲ့ပါတယ်2012ခုနှစ်ဆီးရီးယားပြည်တွင်းစစ်စတင်ချိန်မှာကေလာဟာဒုက္ခသည်တွေကိုကူညီဖို့တူရကီဆီးရီးယားနယ်စပ်ကိုရောက်ရှိလာခဲ့ပါတယ်2013ခုနှစ်ဩဂုတ်လမှာတော့သူမဟာတငယ်ချင်းဖြစ်သူဆီးရီးယားတပ်ပုံဆရာနဲ့အတူအလက်ပိုအော်ဖလိုမြို့ကဆေးရုံတစ်ခုမှာအင်တာနက်စနစ်သွားပြင်ရင်အပြန်လမ်းမှာရဲစဖွဲ့ရဲ့ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်သူမဟာအမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက်ရဲစအဖွဲ့ကသူမကိုတန်ဖိုးရှိတဲ့တစခံဖြစ်သတ်မှတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ကေလာဟာ The Beatles လို့လူသိများတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဗြိတိန်မျိုး Oasis အဖွဲ့ဝင်တွေရဲ့လက်ထဲမှာချုံနှောင်ခံခဲ့ရပါတယ်နောက်ပိုင်းမှာသူမကိုရဲစကောင်းကိုပိုင်ပစ္စည်းတစ်ခုလိုတင်ပိုက်ပြီးနှိပ်စက်ညှဉ်းပန်းမှုတွေပြုလုပ်ခဲ့ပါတယ်ဒါပေမဲ့ကေလာဟာစိတ်တက်မကြခဲ့ပါဘူးအတူတူဖမ်းခံရတဲ့ယာစီဒီရဲစဲတဲ့မိန်းကလေးငယ်တွေကိုကာကွယ်ပေးခဲ့တယ်လို့ထွက်ပြေးဖို့အခွင့်အရေးရချိန်မှာတော့တခြားသူတွေအန္တရာယ်ဖြစ်မှာဆိုလို့ကြံရစ်ခဲ့သူပါသူမမိသားစုထံခိုးထုတ်ပေးလိုက်တဲ့စာထဲမှာကျမကိုအကျဉ်းချထားလို့ရပေမဲ့ကျမရဲ့စိတ်ဝိညာဉ်နဲ့လွတ်လပ်မှုကိုတော့ဘယ်တော့မှသိမ်းပိုက်လို့မရဘူးလို့ရေးသားခဲ့တာဟာသူမရဲ့အမခန်းကြံ့ခိုင်မှုကိုပြသနေပါတယ်2015ခုနှစ်ဖေဖော်ဝါရီလမှာတော့ကေလာဟာလေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းတည်ဆုံသွားပြီဖြစ်ကြောင်းလက်စစားကြေညာခဲ့ပါတယ်အမေရိကန်အစိုးရကလည်းဒါကိုအတည်ပြုခဲ့ပါတယ်သူမကိုဂုဏ်ပြုတဲ့အနေနဲ့ဘက်ကဒါတီကိုအသေးဖမ်းဆီးနိုင်ခဲ့တဲ့စစ်စင်ရေးကို Operation Kalamuan လို့အမည်ပေးခဲ့ပါတယ်ကေလာမူလာရဲ့ဇလန်းဟာအမုန်းတရားနဲ့အကြမ်းဖက်မှုတွေကြားထဲမှာလူသားဆန်မှုနဲ့မေတ္တာတရားကဘလောက်အထိအင်အားကြီးမားကြောင်းပြသနေတဲ့တမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါတော့တယ်